အစချစ်ရင်အဆုံးရှိတယ်ဆိုတဲ့သဘာဝတရားတိုင်းခမ်းနားတဲ့ကျွန်တော်တို့ရဲ့စက်ကြောလာကြီးဟာလည်းတနေ့မှာတော့အပိသက်ဇက်သိမ်းသွားမှာဖြစ်ပါတယ်ဒီနေ့ခေတ်မှာစက်ကြောလာဟာအမောင်စွန့်ရင်ကြောင့်အချိန်အဟုန်နဲ့ပြန်ကားနေပါတယ်ဒါဟာဏီကုန်းစီကိုသွားနေတဲ့ပထမဆုံးခြေလှမ်းပါပဲပထမ theory ကတော့ the big freeze ပါစက်ကြောလာကြီးကအဆုံးမရှိပြန်ကားသွားပြီးအပူချိန်နဲ့ကျဆင်းကအရာအလုံးအေးခဲသွားမဲ့အခြေအနေပါနှစ်ပေါင်း trillion ရှိကြာတဲ့အခါမှာတော့ကျဲတစ်တွေဖြစ်ပေါ်ဖို့ဓာတ်ငွေတွေမရှိတော့ဘဲစက်ကြောလာဟာတဖြည်းဖြည်းမှောင်တိကျသွားပါလိမ့်မယ်ကျဲရီအကုန်ငိမ့်သေးသွားတဲ့အခါ black hole တွေကပဲစက်ကြောလာရဲ့သခင်တွေဖြစ်လာပါတော့မယ်သူတို့ဟာကြံချီသမျှဓာတ်သွားတွေကိုဝါမျိုးမှာပါဒါပေမဲ့ black hole တွေလည်းထာဝရမတည်မြဲပါဘူးသူတို့ဟာလည်း Hawking radiation ကြောင့်အမှုန်လေးတွေဖြစ်အငွေ့ပြန်ပြီးပျောက်ကွယ်သွားမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့စက်ကြောလာထဲမှာဘာစွမ်းရင်မှမကြံတော့ပဲအပူချိန်ဟာ absolute zero အနီးကိုရောက်သွားမယ် heat death အခြေအနေကိုဆက်ရောက်သွားမှာပါဒုတိယ theory ကတော့ the big rip ပါဒါ energy ကအရင်ပြင်းထန်လာတာကြောင့်စက်ကြောလာရဲ့အောက်ခံအလွှာကြီး space time စုပ်ပြဲသွားမယ်ဏီကုန်းပါဒီဖြစ်စဉ်မှာအရင်ဆုံး galaxy တွေဟာဆွဲအောင်မထိန်နိုင်ပဲကွဲထွက်သွားမယ်အဲ့ဒီနောက်မှာတော့ Jerry နဲ့ Joe တွေဟာလည်းလွင့်စင်ပျက်စီးကုန်ပါလိမ့်မယ်နောက်ဆုံးစက္ကန့်မှာတော့ Acton လေးတွေတောင်မှဒီပြင်းထန်တဲ့ဆွဲဆက်မှုကိုမခံနိုင်ပဲစုပ်ပြဲပျက်စီးသွားပြီးအရာအလုံးပြတ်ကွယ်သွားမှာပါတတိယ theory ကတော့ the big crunch ပါပြန်ကားတာရပ်သွားပြီးဆွဲငင်အားကြောင့်စက်ကြောလာကြီးပြန်လဲကျုံဝင်လာတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်Galaxy တွေတစ်ခုနဲ့တစ်ခုတိုက်မိကုန်ပြီးစက်ကြောလာဟာအလွန်ပြင်းထန်တဲ့မီးတောက်တွေကြားမှာတင်းငယ်တဲ့အမတ်တစ်ခုစီကိုပြန်လဲဆုပ်ဆုံသွားမှာပါဒါဟာအဆုံးသတ်မဟုတ်ပဲနောက်ထပ် Big Bang တစ်ခုပြန်ဖြစ်ဖို့အစပြုတာလည်းဖြစ်နိုင်ပါတယ်ဒါကိုတော့ the big bounce လို့ခေါ်ပါတယ်ဒါပေမဲ့အကြောင်းအရာဆုံးအချက်လက်တစ်ခုကတော့ force pagan decay ပါစက်ကြောလာကြီးဟာဘယ်ချိန်မှဆိုရုတ်တရက်ဒီပြိုလဲပြီးပျောက်ကွယ်သွားနိုင်ခြေရှိပါတယ်ဒီစက်ကြောလာဘုံဟာအလင်းနှုံးနဲ့ပြည့်နေတာကြောင့်ကျွန်တော်တို့ဘာဖြစ်လို့ဖြစ်မှန်းအောင်မသိလိုက်ပဲအရာအလုံးဟာတုံညဖြစ်သွားမှာပါ The big freeze မှာအချိန်ကြီးရမ်းကျသွားတဲ့အခါကြံချီတဲ့ကျေကျွင်းတွေဟာတန်တက်သူတွေဖြစ်ပြောင်းလဲသွားပြီးတန်ကျဲကြီးများဖြစ်ကျန်ရစ်ပါလိမ့်မယ်နက္ခဗေဒအရအလွန်ကြီးမားလာတဲ့နှစ်ပေါင်း trillion ပေါင်းများစွာကြာတဲ့အခါဓာတ်သားရဲ့အခြေအနေဖြစ်တဲ့ proton တွေပါပျက်စီးသွားပြီးစက်ကြောလာမှာအဆိုင်ခဲဘာမှမရှိတော့ပါဘူးဒီဖြစ်စဉ်အလုံးဟာ entropy လို့ခေါ်တဲ့စက်ကြောလာရဲ့ချုပ်ထွင်းမှုတွေမြင့်တက်လာပြီးစွမ်းရည်တွေတုံညဖြစ်သွားတဲ့နေရာမှာကြောင့်ဖြစ်တာပါစွမ်းရည်တွေကုန်သွားတဲ့အခါအချိန်ဆိုတာကလည်းသူ့ရဲ့ဒိတ်ပဲဆုံးရှုံးသွားပြီးဘာမှမပြောင်းလဲတော့တဲ့ထာဝရညီသက်ရှင်ကိုရောက်ရှိသွားမှာပါအချို့သောချက်လက်တွေအရစက်ကြောလာဟာအချိန်ချင်းပျက်စီးလိုက်ပြန်ဖြစ်လိုက်နဲ့ထာဝရတန်တရားလည်နေရလို့သိပ္ပံပညာရှင်ချို့ကယူဆထားကြပါတယ်ဒီလိုဇက်သိမ်းဖို့နှစ်ပေါင်းဘီလီယံထရီလီယံရှိလိုသေးတာကြောင့်လူသားတွေဟာအဲ့ဒီချိန်မှာတခြားစက်ကြောလာတွေစီကိုတောင်ရောက်နေနိုင်ပါပြီစက်ကြောလာရဲ့ဏီကုန်းဟာအမှောင်တုဖြစ်နိုင်ပေမဲ့ကျွန်တော်